50 ဒါတွေဘာဝထာနေသုံးနိုင်တွေဘောစီရင်သည်တဲ့အာဂမအရိန္ဒဝိရိနှမျိုးတို့တွင်ဘေဝီတိဟောဗရာဝိရိနှမျိုးတို့တွင်ဘေဝီတိဖြစ်ကြောင်းတရကပြဖြစ်ဆို၍ပါရတိကာကအာဂမခန္ဒီကအရိဒဟုတ်တယ်မလားပါရတိကာကတော့ထာဂရာတွေထောက်လာတယ်ခန္ဒီကကြတော့တွေပါဦးဒွိတံဟာလားဒွိတံလို့ဖွင့်အဖွင့်အောင်ထောက်တာရပစ္စည်းနဲ့ဖွင့်လို့ရပစ္စည်းနဲ့ဖွင့်တာလားမသိဘူးဩဟိုဟာတရလက်တိရတံမှာဟုတ်တယ်မလားတရလက်တိရတံမှာတိရတံဟိုတိဓာရီတော်လို့ဖွင့်အဲ့ဖွင့်ကိုထောက်ပြီးတော့အာဒေလဗရာဒီကာကြတော့ထာဂရာကိုထာဂရာတွေမှာအာဂမလို့ဖွင့်တဲ့အတွက်ကြောင့်အာဂမဝိတိပုဗ္ဗနဲ့ပရဝိတိတွေဘယ်ဝိတိရဲ့သာရကပြရတယ်နုပါဒရဏဟုတ်တယောဂသောသုံးနိုင်ဟုတ်တတန်တိပုံစံမထုတ်ချင်းကိုလေအကြောင်းနဲ့တော့ဖြေဆိုခဲ့ပါတဲ့ခါရရှိလားရှိပါဦးယန္တနာတန်တိနဲ့သရတန်တိတို့ထိုက်တဲ့လို့ပေါင်းရင်းဖြစ်သောကြောင့်တေတေတုနတုဝသုံး၌တေတေတုဝိပတိပစ္စယေတုဟုဖွင့်ရာပစ္စယရာယူရမည့်ပစ္စည်းကိုတုတ်ထောက်ပြဖြစ်ဆို၍နေတာဟိတမိမာယယာ၌ဧတာဟိအယယူရမည့်တပ္ပဏံတို့ကိုဖြည့်ပြီးယူရမည့်တပ္ပဏံတဲ့ဧတာဟိမှာပဲလားအတ္တမကံကိုနာယုတ်ခြင်းအတ္တမကံကိုကာရကသုတ်စဉ်ဖြင့်မညွန်ပြအပ်သောဗုဒ္ဓကတ္တုတင်ညာပုံစံတို့၌မိတိတို့ဖြင့်အမြင်မှတ်ရသည်ကိုတာရကပြဖြစ်ဆို၍ယတကံမွန်တော့ပါတယ်ကရဏကာရကဤကိရိယာတာရကသမတတ္တိရှိပုံကိုပေါ်လွင်ထင်ရှားအောင်ဖြစ်ဆိုပါဣရပစ္စယတာဝေဣရပစ္စယကိုသမယုတ်ခြင်းတို့ဣရပစ္စယနဲ့ရှုပ်တယ်ဘယ်ဟာပုတ်ရင်ဣမရောဣရရောထင်တာပဲအရာလျော်သွားတယ်သူကအမှားပါဠိသမတနာကတနာမကရဏောတုတ်ကိုရူနဲ့အညီရူကကြတော့အာကာအန်တော်လားဖွင့်တာနှကလုံးဖွင့်တာလေနှကလုံးပေးပေါ့အဲ့ဒီဗာတိတဘုဒ္ဓမိတ်တိဥမာဝစေတုတ်ဤအင်္ဂါဘာရှိနောက်ရှိနာရိယောနာမိကံပါရမီတို့ကိုတရဝိကပြု၍နာရိယောနရိယပစ္စံနာရိယောနာမိကံတထလားပါရမီဘုပ္ပစီခွဲ၍နာရိယောနရိဘုနေယပစ္စည်းနာမိကံကနာမဘုနိကလားဣကလားပါရမီပရမဘုနာပစ္စည်းဣတိသောတကအာယဝနာနေသာယောဩဒိ၌အာယုဏံဟုမဆိုမနဲ့အာယဝနာနံဝန္တတရထဲဆိုရခြင်းအကျိုးဩနကနေနဣဂါရုကာရဏံဂယိတတ္တာဒါနုတရနေသာဩဒီဟောတိမင်းနေကြရဲ့ပရောခါ၌ဥတ္တမပရိတတ်နိုင်ခြင်းအကြောင်းပရောခါ၌ဥတ္တမပရိတတ်နိုင်ခြင်းအကြောင်း
ပါလားဘာလဲပစ္စုပန်ကိရိယာတိပန္နမရှိခြင်းအကြောင်းပစ္စုပန်မှာကိရိယာကိုလွန်သွားခြင်းဆိုတာမရှိနိုင်တော့ကြောင်းပေါ့ဓာတုလိင်္ဂပရာပစ္စယတုတ်ဓာတုဤနေနေယသတ္တတုတ်ဓာတုယကမ္မရေညောတုတ်ပါဝနောတတုဤအထူးတဲ့ဒုတိယတဲ့သံမိုးလားလို့ဟုတ်ပါသံမိုးရှိရလားကမခဏအနာရိနဒုံဒပါရိတုနာ၌နာကိုနာထပြခြင်းကျိုးသေသေးတန်တုမာနနာတုတ်၌တန်တုပစ္စည်းတစ်ခုတည်းဖြစ်သည်ဟုယူသောမြည်သည့်ရုပ်ပြီးနိုင်သည်တန်ပစ္စည်းနတုပစ္စည်းဟုယူသောမြည်သည့်ရုပ်များပြီးနိုင်သည်တစ်ခုတည်းယူရင်နှစ်ခုယူရင်ကရိတံကရွန်တော်ခိဥဏကျန်တို့၌အစီရင်တူသည်ဟုယူဆရသောသုတ်တို့ကိုနာဂယုဂုဏနဲ့နုဒရိဟိကိယနုတော်နဲ့ခဏတော့ရှိတယ်သုံးတွဲပေါ့သုံးတွဲပြည့်သွားပြီလေခုဇာတိဇာရမရဏတိတန္တရဒုက္ခေခာရိဘဘောဓိခန္ဓာကိုအာဝဖော်၍မေးပြလိုက်လားဟုတ်လားအန္တောဒါခန္ဓာဘောအဲ့ဒါလည်းဝိဇ္ဇဆိုလဲဘောဇာတိဇာရမရဏတိတန္တရဒုက္ခေခာရိတဘောဓိခန္ဓာဟုတော်သံခာရိတဘောဟုတော်သံဝနာပဖြစ်ခန္ဓာဟုတော်သံဝိနေတဘာပုဂ္ဂိုလ်ဇာတိဇာရမရဏတိတန္တရဒုက္ခေဟိခတိတဘောဓိခန္ဓာဟုကာမတရဏဝဆနတမြတ်မြည်ဖွမြတိစေဝါတိဗိဒာနထသံဝန္ဒနာခါရတဲ့ကပစ္စည်းဖြစ်ဟုဖွမြတိစေဝါတိဒုတိယပစ္စယပရသံဝန္ဒနာကပစ္စည်းသည်ကံနဲ့ကိုဟော၏ဖွမြတိစေဝါဒုတိယပစ္စယထသံဝန္ဒနာခာရိတဘောခဲစား၏ဟုသည်ဒါမှမဟုတ်လေအကုန်လုံးလာရမှာပြန်ချလိုက်ဇာတိဇရာမရဏတန္တရဒုက္ခတို့သည်ခဲစားအယုတော်နဲ့သဘောကြောင့်ခန္ဓာမြည်ဤဟုအဓိပ္ပာယ်နဲ့ကိုဘုရားသိစေပါသည်ဘာဝထသံဝန္ဒနာယုတ်ပြီးကြောင်းဆိုရင်လည်းယုတ်ပြီးတယ်ဘယ်လိုပြီးရောယုတ်ပြီးရမထူဘူးနော်ပုံမှန်မဲမလားထူပါလားမရှိတူရင်းနဲ့ပဲပြီးတာဟုတ်တယ်လားခါရနဲ့ကပစ္စည်းအဲ့တုံးနဲ့ခါရကိုခန္ဓာပြုရောအဲ့ဒါမထူဘူးပေါ့ဒါဆိုရမှာပါဘောဇိနာတစ္ဆာနိတိဗုဒ္ဓောဘောရိတာပဇာယတိဗုဒ္ဓောတို့ဒီမြည်တိတာရဏဖြစ်တိကိုဆိုကြရေးပါတဲ့ဘောဇိတာတစ္ဆာနိကဘောရိတာပဇာယကအဆိုကြတော့ပုတ်စင်တယ်ဟုတ်လားတတရားရိမန္တု၌ဖြစ်တဲ့သောနီတတရားရိမန္တုရေ၎င်းတရားရိဣမန္တုရေ၎င်းဟုတ်တယ်မလားအာနိယဝိနာတတိဟုတ်လားပါတော့ပါပြီသားကြီးသောစေတယနံလဘိတကိစိတ်တာဝေအကိစိတ်တာ၌ဖြစ်တဲ့သောဖြစ်နိုင်တဲ့ဥပ္ပစာပါပြီသားရဲ့ဒါရေအကုန်လုံးတော့ပြီးပြီသားပဲဟုတ်လားတရမှုပ္ပစာလားအဲ့ညာတွေနဲ့တော့ကရိယာပိပ္ပန္နာနော်အဲ့ကောင်နေတခြားလောက်မှာနောက်ကိုသုံးလောက်တွေ့ဒွေဝစီယန္တိအာဂမအရိဒနှမျိုးတို့တွင်ဗရဒွေဝဝဌာနေတိဒွိတံဟုထိုတူရ၌ဆိုသည်ကို၎င်းဒွေဝဟုဒွိတံလို့ဖွင့်တယ်အာဒေတာခြာပနတံအာရိတ္ထာခြာပနတံတတကန္နံဟုမောက္ကလံဗရတရဏတို့၌ဆိုသည်ကို၎င်းအာရိတထင်ရှားတတပစ္စည်းကဘာကိုထင်ရှားစေအာရိတကိုထင်ရှားစေခြင်းအကျိုးရှိတယ်တွေပါအောင်လဲတွေးတန်လို့တရနဲ့ဖွင့်တဲ့အတွက်ကြောင့်အဲ့တရအာရိတကိုထင်ရှားစေတဲ့အတွက်ကြောင့်တွေးပေါ်နေပါတော့အာရိတ
နောက်တစ်ခုကတရတတိရတံမှာတိရတံကိုတိရာတိလို့ပစ္စည်းဖွင့်တယ်နောက်ဩဘာဝကွာစီယောတုဝကရတတုတ်မှာလဲဩဘာဝလို့ဆိုဒီကိုတော့၎င်းဩဘာဝဩပြုတာမှာဘာဝနဲ့ဆိုတာပေါ့လေအဲ့ဒီသုံးချက်ကိုထောက်ရင်တွေဘောစီရင်ဒီပါတော့အာရိတာတွေဘောဒွိတံနိုင်လာတာပဲဒါခန္တီတွေဘောဒီနောက်တစ်သလုံးပူလာခြင်းပင်ဒီမန်ဤဒုတိယနှစ်ခုတို့ဤပြေချောင်းဟူရနဲ့ပရမတစ်ခုကိုမရပဲနဲ့ဒုတိယတစ်ခုကိုသာရတကဲ့သို့ဒွိဘာဝအရာလဲနောက်ထပ်တစ်ခုလာခြင်းကိုသာရသည်ထို့ကြောင့်ဥပကတသိက္ခာဘုတ်အဖွင့်သရထတိကမှာစီဝရံစေတပနံစီဝရစေတပနံတိစီဝရံစေတပင်တိစေတပနံတိပရိဝတ္တံတိဣတိနာတိစီရစေတပနံနာကာရဂမံကတ္တဝါစီဝရစေတပနံတိဟုတ်တံဟုမိတ်သည်အဲမှာပြေပေါ်လာတာပဲနာကာရဂမံလို့ဖွင့်တာကိုထောက်ပြီးတော့ပြေပေါ်ဒီပါတော့အာဂမနောက်တစ်ခုကပရိစ္ဆသမုပ္ပါထာကရာအဲ့ထာကရာရဲ့မှာအဖွင့်မူလတိကမှာအဝိဇ္ဇာကိုဖွင့်တဲ့အခါမှာဇတွေဝပြုခြင်းကိုပင်ဇဂရတသဒုတိယတအာဂမံကတ္တဝါအဝိဇ္ဇာတိဟုတ်တံဟုမိတ်သည်ထို့ကြောင့်တွေဘောပြုခြင်းသည်ဝိရိရှိမျိုးသောအာဂမဝိရိတိဟုမှတ်ပါအဲ့ခေတ်ကစာတော်ကိုကြည့်ရနော်ဒီဘက်ခေတ်ကျတော့ရိုက်ရှာလိုက်ရုံပဲအာဂမဒါနဲ့ပတ်သက်တာလေးနည်းနည်းလေးအာဂမဆိုတဲ့စကားလုံးတွေလိုက်ရိုက်ရှာလိုက်ရင်တရားတွေထွက်လာမှာအဲ့ခေတ်ကအဲ့လိုရိုက်ရှာလို့မရဘူးဆိုစာတွေအကုန်လုံးအနှံ့ကိုကြည့်ရမှာနော်စာတွေတော်တော်များများအနှံ့ကျမ်းပြူတွေလောက်စာတွေတော်တော်နှံ့အောင်ကြည့်ပြီးမှရအဲ့ဒါဘာရတိကနှစ်ချက်သရထတိကနဲ့မူလတိကသရထတိကမှာစီရစေတပဏ္ဏနဲ့မူလတိကရဲ့အဝိဇ္ဇာဖွင့်ပုဗ္ဗဗရဝိရိနှမျိုးတို့တည်းနမိတ်ကိုဌာနေဟုလက္ခဏာနဲ့မနိဆိုဤလက္ခဏာနဲ့နမိတ်ထွက်နှစ်ချက်သင်ရာယူဟုသောအနိယနဲ့ညီဣဒဗမာရော၌ရှင်းနိမိတ်ဖြင့်ရုပ်တွက်သည်အိစေတံ၌နောက်နိမိတ်ဖြင့်ရုပ်တွက်သည်တို့ကိုမြင်ရသောကြောင့်ပရဒေဘာဝတုတ်သည်ပုဗ္ဗဗရဝိရိနှမျိုးလုံးဖြစ်ပါတယ်တစ်မျိုးလည်းဖြစ်ရင်ကားပါဟောဒတဏိပုံစံမထုတ်ရကြောင်းဟောဒတဏိကိုဒီတိကျတဏိမျိုးမဟုတ်ကာရယာ၌သံကရုလဟုကိုစောင့်ရှောက်ခြင်းကစုံတိယယာ၌ဒုက္ခသရဏအကျိုးငါခြေခြင်းလာခြင်းပြုခြင်းစသည်တို့ဖြင့်တရတဏိပြဇနတဏိမျိုးတို့နှမျိုးတို့၌တင့်တယ်လို့ပါဝင်ပြီးဖြစ်သောကြောင့်ပုံစံမထုတ်ဘူးပစ္စယယာနနုဒတမိကာရေကိုထောက်အဲ့ဒီလိန်ဇောတကဤပစ္စည်းကိုယူဧတာယိယအာဂရဏဖြင့်ညွှန်ပြခြင်းတော့ဒါရဲ့ကျမ်းရင်အဲ့ဒီလိန်ကာပအမည်ရှိတဲ့တပ္ပဏတို့ကိုဒါယူပါဧတာယိအာဂရဏနေတေတတော့အဲ့ဒီလိန်ကဗုဒ္ဓကာပတညာနာမေဝကဏ္ဍထံအသမကံယုတ်တွက်ကာရကသုတ်ဆိုင်ညွှန်ပြတဲ့ဥဒ္ဒကတုပုံစံတို့နဲ့ယတကမ္မနဘဝတ္တယောကတ္တတိသောဘဂဝါယောကရောတိတကတ္တတိသုတ်လဝဇေနကတုတင်ယောဆိုရက်သီလာကသုတ်ပါဠိကိုထောက်ရယောကရောတိတကတ္တသုတ်ဖြင့်အမိမဲ့ကရဏကာရကဤကိရိယာတရကသမတတ္တိရှိပုံပူရိသောကာမနိခမိတ်တော်ဟာခိတ္တေတတ္တေနာဝိဟိလူနာတိယောက်ျားတိရွာမှထွက်၍လဲ၌တစဉ်ဖြင့်စဘာကိုရိတ်ဤအဘုံမှာပူရိသောဥတော်ကတ္တဤလူနာတိကိရိယာကိုပြုလို့ရမှာတတ္တေနာဥတော်ကရိုင်းနှင့်လူနာတိဥတော်ကရိယာတို့၏အကြ၌တစုံတစ်ခုသောကာရကမချားဝယ်ခြင်းကိုပင်ကရဏကာရကတိကရိယာတရကသမတတ္တိရှိသည်ဟုဆိုပါသည်အဖွင့်အဲ့ဒါအဲ့တိုင်းမလားဖွင့်တာပုံစံတော့မပါဘူးလေကရိယာတရကသမတတ္တိဆိုတာကာရကတဘာမချားခွဲတာကိုပဲအဲ့လိုလားအဲ့ရဖွင့်နဲ့ရေးလိုက်တာပေါ့အဲ့ဒါဆိုတော့ဗတ္တိဣရပစ္စယဒီမှာဣမပစ္စယတည်ရဲ့တဲ့ဣမနောနန္တဣမိတံပစ္စယပေါ့ဝိဇ္ဇာဣမိတံပစ္စယဣမိတံသံဃာတရားတွေပစ္စယအကြောင်းတို့ဒီအဲ့ဒီမှာသမတ်မြည်မဲ့အာမရေသမတ်မြည်မဲ့ဒေတံဝိဘတ်တို့ကိုသမတ်ဝိဘတ်တို့ကိုခြေနောက်ကဘာမြင်တော့ဘာကြီးလဲ
သုံး၌စသရာဖြင့်နေခဲ့ကိုမပြုဒီဣဒံဘုရင်ပေါ့ဂရိပြီးတော့ဣဒံဖြစ်သွားမှာလား1355ဖြစ်ရှုလေအဲ့ဒီယံတော့အင်္ဂါဘုရားသမတ်ဖြစ်ခြင်းရှင်းဘုတ်ကအဲ့ဒီလင်ကိုထွန်းပြတယ်ဆိုတော့ကအဲ့ဒီဆိုတော့ကပစ္စည်းရှိခြင်းရှင်းဘုတ်၌ပုံလင်ကိုဟောပူခြင်းနောက်ဘုတ်မှာမြဲအဲ့ဒီလင်ကိုဟောပူခြင်းဒီပုံရတယ်ဟာရှင်းဘုတ်နောက်ဘုတ်နုညရိကနာဖြစ်ခြင်းဘာရှိနောက်ရှိနတိယဗုဒ္ဓနာရိယောနတိနေယနာမမေဝနာမိကံနိကတဲ့ဗျပရမဏံဘာဝကမ္မံပရမနာဤဘရောခမဩဒမပရိတတ်နိုင်ကြောင်းတွေဝေသောစိတ်ပြန့်လွန်သောစိတ်အာယုန်တစ်ပါး၌ဆွဲလန်းသောစိတ်ဖြင့်မိမိသည်ပြုအပ်သောကိရိယာသည်ဖြစ်စေအပ်သောကာလ၌မသိအပ်သည်ဖြစ်၍မသိရှိပဲအကျိုးဖြင့်မှန်းဆ၍သာသိအပ်သည်ဖြစ်၍သဘောအဖြစ်မျက်ကွယ်ဖြစ်သောကြောင့်ကြက်ပြီးတော့ဘာမှမလဲမောကလန်နဲ့လက်တည်းကြက်ဖမ်းမယ်ဆောင်းဖို့ရှိတော့တယ်ပစ္စုပန်ကရိယာတိပ္ပဏမရှိခြင်းကြောင့်ပစ္စုပန်ခန္ဓာတိုက်ရိုက်ဖြစ်သောကရိယာကမဖြစ်ဘူးခြင်းတော့ကရိယာတိပ္ပဏမဖြစ်နိုင်တိုက်ရိုက်ဖြစ်မှုမရှိရင်လည်းကရိယာတိပ္ပဏလို့မဆိုရတော့ကြောင့်ပစ္စုပန်ကရိယာတိပ္ပဏမရှိပါချုပ်ကဝတ္တမနထ၌ကရိယာမဖြစ်ခြင်းဤမဖြစ်တဲ့ခြင်းကြောင့်ဝါကရိယာတိပ္ပတိမဖြစ်တဲ့ခြင်းကြောင့်ပစ္စုပန်မှာကရိယာလွန်သွားတယ်ဆိုတာမရှိလို့ပဲချုပ်ရဟုတ်တယ်မလားပစ္စုပန်ကရိယာတိပ္ပဏမရှိပါတဲ့ဓာတု၃မျိုးတဲ့ဓာတုလင်္ကေပရာပစ္စယ၌လာတဲ့ဓာတုကကြတော့ပထမတက်ထိုပထမတက်ကယောဂရိယာပုဂ္ဂိုလ်ဘုဒ္ဓကိုရုပ်တတ်သည်ဓာတုနေနေသုံးမှလာတဲ့တက်ကကြတော့ဒုတိယတက်ဓာတုပစ္စယံတဓာတုယကမ္မတေမိနောသုံးမှလာတဲ့ဓာတုကတတိယတက်ကမ္မဝရကိုတွေ့တယ်ဟောအဲ့လိုလားနောက်နှစ်ထူကနာပြုရခြင်းအကြောင်းတတဘဝိတ္တိပြီးအဲ့မှာဘဝိတ္တိကမာတိဏိခိန်တုံ၌ဘဝိတ္တိရုပ်ပြီးပါသည်တန်တုတံပြည်နုပစ္စည်းကဆိုဂရိတံကရွန်တော်အစီရင်သူတုံများရတကတိသူစနဲ့ရတကတိတုံကကသသနံနဲ့သသသနံကကနနုဗန္တိသဝရနုတောဝိဝါနဲ့ကရိယာယံနုတောဟောနဂယုနုနံမပါဘူးဟာလုံးလုံးမြန်မတူလို့လားခာရိတဘောခာရတကပစ္စည်းကမ္မတရဏခဲစားဒီလူခဲစားလူဒီခဲစားတာမဟုတ်ဘူးဟုတ်တယ်ဒါပဲတရားရိမန္တုဟိနတတိသမဝေဒတတ္တမုပ္ပစာဒီနဲ့သွားခြင်းကိရိယာဟုသောဆောင်းဖို့ရှိတယ်နော်သွားခြင်းစားတဲ့ကိရိယာပြီးခြင်းနဲ့စက်တွေကိုပြုရတော့ကတ္တ၌ရှိသောကာလဝန္တာကိရိယာ၏အတိတ်ဟူသောမျိုးကိုသွားခြင်းစားတဲ့ကာလဝန္တာကိရိယာမရှိတဲ့ဟိယတိပ္ပဏမှာတင်စားတာကဲဆိုလိုက်တော့ကိန်းစွဲရပြီတော့
ကိန်းစားကုန်ပြီလို့လားပြီရကြလိုက်နော်ခုဘာကျင်ရန်ကုန်ပု္ပ္ပာရန်ကုန်ပု္ပ္ပာရမှာဟိုဟာဆောင်းဘုတ်တွေ30ခန်းကြီးလည်းပြီးပါဘာလေးကျန်နေလား30ခန်းကြီးပြီးပြီရန်ကုန်ပု္ပ္ပာဝိသေသနာများကြက်နေတာရမရတော့ရည်ဌာနမရစိစရှာတော့ကြက်မှာပေါ့ပြီးညံပြီးတော့ဥစ္စာဆိုင်ရာဆောင်းစရာအဲ့ဒါဘာကြီးတော့ဆောင်းဘုတ်ကမိုင်းတို့အောက်တန်းနေတဲ့ချက်ပြီးသားရလားဘာမှအခုမှပါလာလိုရလားမလိုဘူးလားအဲ့လိုဖြစ်ဒီတိုင်းမောင်တို့ရပြီးသားတယ်လေလူရင်ကြက်မလူရင်မကြက်နဲ့ဒါတော့ကျင်ကျန်းနဲ့9ပါပြီးနော်အနိဗ္ဗာန်ပုရိယနဲ့5ပါတော့ကြက်ပြီးသားရနော်အဲ့ဒါကတပြည့်တို့ခုတက္ကရလိန်နေချာကရကခွဲတာပဲတက္ကရခွဲတာပဲလေသုံးလီတရာလည်းပြီးရောအဝဒမနာလည်းအဝဒမနာလဲဆိုတော့အဝဒမနာလည်းပြီးတယ်မှာကောင်းရပေါ့နေမှာနောက်ကအထူးရပါရင်နောက်မှကျန်နေရည်မြို့သားရဲ့ကိုအထူးရလားသူ့တုံးနဲ့သူပဲနော်တုတ်ဆင်လိုက်ပေါ့ဟာတရားကိုဟိုပါပေါ့9တော့လောက်ဆိုခဲ့ပေါ့နော်ဟောကိုလည်းဆိုခဲ့လိုက်တော့ဒီမှာဆိုလိုက်တော့ဟောကိုဆိုခဲ့ပြီးဒီမှာဆိုလိုက်တော့သူရဥပစာများပါတော့ဟောတူရာကြီးပြန်ပေါင်းတာအဲကွာလုံးမဲ့ဆိုလို့ရကွာဒီစာအုပ်ကြီးနဲ့ကမနေရောဒီကြောင့်ကိုယ်ထင်ကြီးညစကြကိုယ်ဒီစာအုပ်ကြီးနဲ့ဒီစာအုပ်ကြီးရဲ့အကုန်လုံးတာလာမသိဘူးထင်ကြီးကျောင်းကိုယ်ဟဲ့လောလည်းမလို့ကဲအဲ့ဒါဟိုတရားကို9ခုဆိုလိုက်နော်မယ်ဒီကဘယ်စင်းနာပြီးရနှစ်ပတ်ကျန်တော့နှစ်ပတ်ပြီးရင်ဖြေရတော့မှာဟုတ်တယ်မလားဟိုညဝဖြေနှစ်ပတ်ပြီးညဝနှစ်ပတ်ပါမလားဆိုလိုက်တော့ဘယ်ရောက်တာဒီရှိ3ဒီရှိနေကပြီလေဗရဏဟောတာဒီရှိ3ဟဲ့အေးအမှန်ကမသိတော့အေးရကဲဒီဆရာတွေကကြတော့တဲ့သမက်စားတဲ့ဝါစကတွေရယ်နာစားတဲ့ဝိဘတ်တွေကတဲ့ဝါစကဖြစ်ဖြင့်ဟောတယ်လို့ဆိုကြတယ်တဲ့အဲ့လိုဆိုလိုက်တော့ဘာအပြည့်ရှိတုံဆိုတော့တဲ့အဲ့နာစားတဲ့ဝိဘတ်တွေသမက်စားတဲ့ဝါစကတွေမှာဘာအမည်ဖြစ်တော့ကတ္တအမည်တင်ညာရသွားမယ်တဲ့ဇီနောစားတဲ့ပုံမှာကတ္တစားတဲ့အမည်တင်ညာမရတော့ဘူးတဲ့ဒါရတော့ခုမှသိရတာဟာ။ပုံမှန်တော့သမက်ကဟောတယ်သမက်ကဝါစကအဲ့လိုပဲလားဟုတ်တယ်မလား
သမတ်ပုဂ္ဂဝါစကဘာညာဒါကတော့ခုမှသိရတဲ့သဘောပေါ့ဒီကတော့ဇိနာစားတဲ့ပုံမှာကတ္တမီပဲရကြတယ်ဇိနာစားတဲ့ပုံမှာကတ္တမီရအောင်ဆိုရင်သမတ်တရားဝါစကမတတ်နဲ့ပေါ့လေဇောရကဖြစ်ဖြစ်မဲ့ဟောပေါ့ဇောရကဖြစ်ဖြစ်ဟောမှထွန်းပြတယ်သမတ်တရားထွန်းပြပြီးမှဇိနာဘုတ်ကငကိုရှိပြီးသားကတ္တကတ္တဒါနာထင်ရှားလာတယ်ဒီသဘောပြောကြဇိနာစားတဲ့ပုံမှာငကိုရဲ့ကတ္တဇိနာဒီဘာတော့မန်ကိုအောင်ဆွမ်းနိုင်တဲ့တက်တိတွေရှိပြီးသားဟုတ်တယ်မလားအဲရှိပြီးသားကြီးကိုသမတ်ဘုတ်ကဇိတာမာရောဆိုတဲ့သမတ်ဘုတ်ကဘာလုပ်ပေးလိုက်တာထွန်းပြပေးလိုက်တာထွန်းပြပေးလိုက်လို့ဇိနာစားတဲ့ပုံမှာကတ္တဆိုတဲ့မြည်တင်ညာထင်ရှားလာတယ်ရှိပြီးသားထင်ရှားလာတာအဲ့တော့ရှိပြီးသားကိုထင်ရှားအောင်လုပ်တာအသုံးနှုန်းနေဆိုရင်ဇောတကပဲဟောတယ်လို့သုံးလိုက်ရင်ငါကမရှိဘူးတော့ငါကမရှိဘူးမရှိလို့ဟောပေးတယ်ဆိုတော့ဘောကြီးရောက်သွားမှာဒါလိုပြောချင်တာဒီခါလေးဆိုလို့ရရတော့အဲ့တော့အဖွင့်ကြည့်ကြအောင်ဖွင့်တော့အာရီမပါဘူးထင်တယ်ဒါဒီနာကတော့သမဏဘလောက်190နံပါတ်1 190နံပါတ်2တတော်အဉ္ဉံကေစီဝါရမှာဟကေစီဝါရကိုပြလို့တော့ကြောင့်ဒီကာရကိုဆိုရဲတဲ့တထဝါဇကတေနဝါဇကဖြစ်ဖြင့်တေတမတာတိဥဒ္ဒန္တိဝဆနံကေစီအာစရိယဝတ္တန္တိဝါဇကအဖြစ်ဖြင့်ထိုသမတ်စသည်တို့ဒီဟောအပ်၏ဆိုတဲ့စကားကိုကေစီဆရာကြီးဆိုရဲတဲ့တေတံတုတေတံဝါရိပနထိုသူတို့ဤဝါရ၌ကလူပနလို့ဖွင့်တာနာရီတုကိုနာရီဝိပတ္တိသမာဓာရီတုစနာဇာသောဝိပတ္တု၌၎င်းသမတ်စသည်တို့၌၎င်းကတ္တရီဟောအရောတိယကတ္တဇာသောမြည်သည်တိယဖြစ်ရ၏ဇိနုဇာတိကေဇိနဇာသောဘုံ၌ကတ္တရီဟောအရောကတ္တဆိုတဲ့မြည်တညာသည်နတ္တိယမဖြစ်နိုင်ရဣတိတို့ရွတ်ဇံနေယောဇနာပါနဲ့ပြပြဣထသာဇိနောဘိက္ခုတုတောတိကတ္တာလူရောဆိုတဲ့ပုံစံနဲ့မှာကတ္တာရိနာမတ္တကတ္တာစားတဲ့အမည်ကိုတမန္တာရယောဝါစကဇိနောဘိက္ခုသူရောတွေမှာပါတယ်အဲ့ပုဒ်တွေမှာပါတယ်ကတ္တာအမည်ကိုဘာတွေကဟောအောင်ရောသမတ်တွေကဟောတယ်သမတ်တွေအချက်တွေကိတ်တွေတရိတ်တွေဟောတယ်ပေါ့လေဇိတမာရောနဲ့ဇိတမာရောဆိုတဲ့သမတ်ကဇိနောရဲ့ကတ္တာအမည်ကိုဟောတယ်အဘိဓမ္မိကောဆိုတဲ့တရိတ်ကဘိက္ခုရဲ့ကတ္တာအမည်ကိုဟောတယ်ပစ္စတိပါစကောဆိုတဲ့အချက်ကိတ်တွေကြတော့လူရောဆိုတဲ့ပုတ်ရဲ့ကတ္တမီကိုဟောတယ်အဲ့လိုယူဆမယ်ဆိုရင်တော့ဇိတမာရောတို့အဘိဓမ္မိကောပစ္စတိပါစကောပုံစံနေမှာပဲကတ္တာရိဟောဟာတော့ကတ္တစားတဲ့အမည်တညာဖြစ်ပြီးတော့ဇိနာရိကေဇိနာတို့ဘိက္ခုတို့သူတော်စားတဲ့ပုံစံနေမှာကတ္တဆိုတဲ့ဟောဟာရဟာနဘွယ်စီမဖြစ်နိုင်တော့ဘူးအဲ့တော့ဒါကြောင့်ဒါပြန်ပြီးတော့ကောက်ချက်ချသတ္တမထို့ကြောင့်ဇောတကတေနဥဒ္ဒောဘဝတိဇောတကအဖြစ်သာလျင်ဥဒ္ဒောဟောအပ်တိဘဝတိဖြစ်၏ဧဝံတတိဇောတကဖြင့်ဟောခဲ့တယ်ဆိုရင်ဘာကြိုးရမှာဥပယထဟောရတော့လက်ပတိဇောတကအနေနဲ့ဟောခဲ့မယ်ဆိုရင်တော့ဇိတမာရောဆိုတဲ့ပုဒ္ဓိမာယောဇီနောစတဲ့ပုဒ္ဓိမာယောနှစ်ခုလုံးမှာဟောရတော့ကတ္တစတဲ့အမည်ဟောဟာရလက်ပတိရနိုင်ပါတယ်ဒီတို့တက်ရပါမှတ်ထားဒါနောက်ဂါထာလာမှာပါဒီကကြိုပြီးမှချက်ချလို့လားဟုတ်တယ်နော်နောက်ကလာမှလာလေအဲ့တော့ဝါစကအနေနဲ့ဟောတယ်ဆိုတာကဘုရုဝါဒဟောဒါကေစီဝါဒလို့ဆိုတော့ဒီတိုင်းပဲမှတ်ပါအဲ့တော့ကာရပြတာကကေစီဝါဒနဲ့အဲ့ကေစီဝါဒရဲ့မှာအပြည့်ကိုဒီနှစ်ခုပြလိုက်တာအဲ့ဒါကိုဒီကကောက်ချက်ချတယ်ဒီကကောက်ချက်ချတဲ့စကားဟာနောက်ကထာမှာလာလိမ့်နောက်ဒီပင်နေကတော့တာမညပဲဖွင့်သွားကေစီတမန္တာတိနာရိဝိပတ္တိဝါစကတေနဥဒ္ဒန္တိဣတိဝရန္တိဆိုကြကုန်၏ဒေတံပဏဝါဒေထိုတို့၏ဝါဒ၌သူဆရာတို့၏ဝါဒ၌နာရိတုဝိပတ္တိသူစေဝဇိတမာရောအဘိဓမ္မိကောပစ္စတိပါစကောအိစ္ဆာတိတုသမာတာတိတုစကတ္တာရိဟောရတော့ကတ္တဆတဲ့မြည်တိဖြေရဖြစ်ရ၏ပရဏဗုဒ္ဓပရဏဖြစ်တဲ့ဇိနာတိကေဇိနာဆတဲ့ပုဒ်တယ်မှာကတ္တဆိုတဲ့မြည်တညာတွေနတ်ဘွေရဖြစ်ရအဲ့တော့ဒီပင်ရထူးမဖောက်မှာဒီကလည်းထူးမဖောက်မှာဘူးအဲ့တော့ကာထာရရင်ရတယ်ဟုတ်တယ်နော်
ကာရရဲ့အဓိပ္ပာယ်လည်းနားလည်ရမလားကေစီဝါဒနဲ့သူရဲ့အပြစ်ကေစီဝါဒကသမတ်စတဲ့ပုဒ်တွေသမတ်စတဲ့ဝါစကတွေနာစတဲ့ဥပ္ပတ္တိကဝါစကဖြစ်ဖြင့်ဟောတယ်လို့ဒီလိုယူဆအဲ့လိုယူဆလိုက်ရင်အဲ့ဒီပုဒ်တွေမှာပဲကတ္တမီရပြီးတော့နောက်ကဗရဏပုဒ်တွေမှာကတ္တမီမရဘူးဆိုတဲ့အပြစ်ရောက်သွားမယ်ဒါပဲဆက်သွားလိုက်အဲ့တော့ဒါခုနကဒီကနဲ့တူတယ်ဒါကြောင့်သမတ်စတဲ့ဝါစကနဲ့နာစတဲ့ဝိပတ္တိဟာဇောတကဖြစ်ဖြစ်ဟောခဲ့မယ်ဆိုရင်တတ်တာပြီထို့ဇိနာစာတော့ပုတ်၌လီဆိုအဲ့ပြီးနေပါပြန်စီမှာတော့ဇိတမှာတော့စတဲ့ပုတ်တွေမှာလည်းပြန်စီဟုတ်တယ်နော်နှစ်ခုလုံးမှာပေါ့ကတ္တာတွေဟောကတော့ကတ္တစတဲ့အမည်ဒီယုတ်စတိတက်မာဤဟိမံဤဒေဟိထိုသမတ်စတဲ့ဝါစကနာစတဲ့ဝိပတ္တိဟာတာမင်ညအနက်ကိုဟောရတော့ဇိတမှာတော့အောင်ပြီးတော့မရှိတယ်ဆိုတာတာမညမရှိတယ်ဆိုတော့နောက်ကဘုရားလည်းဖြစ်နိုင်တယ်ပစ္စည်းကဘုရားလည်းဖြစ်နိုင်တယ်တာဝကတွေလည်းဖြစ်နိုင်တယ်ဟုတ်တယ်မလားအားလုံးနဲ့ဆက်ဆံတယ်ဆိုတာတာမညအဲ့ဒီတာမညနဲ့ကိုဥဒ္ဒေဟောခဲ့တယ်ဆိုရင်အဲ့တော့ဒီနေရာမှာမန်ကိုအောင်နာကပစ္စည်းကဘုရားမို့တာဝကတွေမဟုတ်ဘူးဘယ်သူတော့မြတ်စွာဘုရားပဲဆိုပြီးတော့ဗာနဲ့ထူးပြလိုက်တာဟောဇီနောပုံနဲ့ထူးပြလိုက်တဲ့အခါမှာဝိသေဒနာဇိနာစတဲ့ဝိသေဒနာဟာတတ္ထကံဝါဆိုကျိုးရှိသည့်တာလည်းဒီတာမညကိုဟောမှနောက်ကဇီနောဘုထုထည့်ရခြင်းဟာအကျိုးရှိမယ်တကယ်လို့သူတို့ကိုယ်တိုင်ကိုယ်တည်းကဒီကသနဲ့အောင်ခြင်းဘုရားနဲ့ကိုဟောနေတယ်ဆိုရင်ဇီနောဘုထည့်ရခြင်းအကျိုးမရှိဘူးကဲဖွင့်လေးကြည့်လိုက်ထူတော့မပါပါဘူးဣရာနိသမသာတိနံဇောတကပဝေနဝါစကတံအာဟသမတ်စတိတို့ဤဝါစဇောတကဖြစ်ဖြင့်ဟောဒီဖြစ်ကိုဒီကာရဖြင့်ဆိုပါတယ်တထဒေနေဝကိုဒေနပကာရေနေဝဇောတကတေနာဇောတကပဝေနလို့ဖွင့်သမတာတိဟိဥဒ္ဒေတတိတထာပိကိုတတမေဇိနာတိကေပိကတ္တာရိဝါရောကတ္တစတဲ့ခောတိတိဥဇ္ဇတိတင်ဤပိတ္တတောစိတ္ထပိတ္တရာကြတော့ဇိတမာရာတိဟိသမတာတိဟိကတ္တာရိဟောဟာရောလဗ္ဗတိတိသမုတ်စေတိပိတ္တရာနဲ့ကြတော့ဇိတမာရာစတဲ့သမတ်ဗုဒ္ဓေမှာလဲကတ္တအမိရတယ်ဆိုတာကိုပြန်ပြီးတော့ဘာလို့ဟောစီးတယ်အဲ့ဒါနှစ်ခုလုံးပေါင်းလိုက်တော့ဇိနာစားတဲ့ပုံနဲ့တော့ကောင်းဇိတမာရစားတဲ့သမတ်ပုဒ်တွေ၌တော့၎င်းကတ္တမိရတယ်ဒီလိုပဲထွက်လာတာသောရကအနေနဲ့ဟောရင်ဟိတရမိနာတစ္ဆံဆိုစကားမှန်ပါဤတာမညတ်ထေတာမညဗုဒ္ဓေတာမညဖြစ်တဲ့ကတ္တစားတဲ့အနက်ကိုကတ္တရာရီအထေလို့ဖွင့်တာမညတ်ထေကိုကတ္တရာရီအထေလို့ဖွင့်တဲ့ကြောင့်တာမညဖြစ်သောကတ္တစားသောအနက်ကိုတေဟိဥဒ္ဒေဇိနာရီဝိတေတနာတတ္တကံဝကိုတပြောဇနမေဝအကျိုးရှိတာလည်းအကျိုးရှိတာလည်းဒီလိုနဘေအဲ့ဒါဇိတမာရာဒီကောဇိတမာရာစတိတိဗုဒ္ဓပစ္စေကဗုဒ္ဓတာဝကဗုဒ္ဓသင်္ခါတံတာမညံဝါစကောဇိတမာရာဟာဗုဒ္ဓရောပစ္စေကဗုဒ္ဓရောတာဝကဗုဒ္ဓလို့ခေါ်တဲ့တာမညကိုဟောတယ်ဇိနာရီကောတုဗုဒ္ဓသင်္ခါတဝိတေတကတ္တုနောဝါစကောဇိနာစတဲ့ပုဒ်တွေကဗုဒ္ဓလို့ဆိုတဲ့ဝိတေတကတ္တုကိုပဲဟောတယ်ဒီလိုတရပံမှတ်ရဤဒါကြောင့်ဇိနာမာရောလို့တာမညတ်ဆိုတဲ့အခါမှာဘယ်သူလဲလို့လင်းမသာရှိတဲ့အတွက်ကြောင့်ဒီနေရာမှာတော့ဇီနောဖျားပဲလို့ဆိုလိုက်တဲ့အတွက်ကြောင့်ဇိနာပုတ်ဆိုရခြင်းအကျိုးရှိသွားတယ်အဲဒါဇောတကအနေနဲ့ယူမယ်ဆိုရင်တရားနဲ့ကျိုးလို့လည်းပြောလို့ရတယ်နော်အဲ့တော့တရားနဲ့ကျိုးဆိုရင်နှစ်ခုဖြည့်လို့ရနှစ်ပေါ်လုံးမှာကတ္တမြည်ရတယ်နောက်ဝိသေနကိုဆိုရခြင်းအကျိုးရှိတယ်နောက်ဒီပဏိသွားဒေနကာရဏေနဒေနကိုတရားတော်ကာရဏဟိုဘကပကာရဒေနကာရဏေနသောတကဒေနဥဒ္ဒေဧဝတတ္ထဇိနာရိကေဇိတမာရောတိတမတာတိတုအပိတခါတည်းထည့်ပြီးဖွင့်လိုက်ပြီးအတွက်ဟိနာသာတော်ပုံ၌၎င်းဇိတမာရစတဲ့သမတ်စတိတို့၌၎င်းက
ကတ္တာရိဝါရောဥပပစ္စတိကထံဥပပစ္စတိဘယ်လိုဖြစ်တယ်လဲတေဟိဇိတမာရောတိတမတာတိဟိဇိတမာရောစတော့ဓမ္မတုတိသောတကတေနတာမညတ်တာမညကတ္တာရိအထေတာမညတ်ထေကိုတာမညအတ္တတိတာမညဖြစ်တော့ကတ္တစတဲ့နဲ့ကိုဥဒ္ဒေဝဟောအပ်သောဝိတေတကတ္တာရိဝါစကံဝိတေတကတ္တာကိုဟောတဲ့ဇိနာတိဝိတေတနံတထကံဧဝဟောတိနအနတ္တကံအကျိုးရှိတာလဲဒီအကျိုးမရှိမဟုတ်ယတိဇိတမာရောတိတမတရာတော်ရဲ့ဧဝကတ္တာရိနာဝါစကရှေ့ရပြန်ပြီးတော့ပြောတာပါပဲဇိတမာရောစတဲ့တမတ်တွေကပဲကတ္တာနဲ့ကိုဟောခဲ့ညာအဇိနာတိတတ္တောဇိနာစတဲ့တတ္တာဟာအလနာဝတ္တပတ္တအဘဝဟောလိုက်တဲ့နဲ့မရှိတဲ့အတွက်ကြောင့်ဘယောဂမေဝနာရဟတိပြရုပ်တည်ပြင်းနာရဟတိမထုတ်လိုက်တော့ဘူးဇိနာစတဲ့ပုတ်မထဲ့လိုက်တော့ဘူးအဲ့ဒီအပြည့်ရောက်သွားနိုင်တယ်အဲ့တော့ဒါကဟောတယ်ဆိုရင်ရတဲ့အပြည့်သောတကဖြစ်ရင်ဟောတယ်ဆိုရင်ရတဲ့အကျိုးနဲ့ပြည့်အဲ့ဒါလေးတွေပူမှတ်ထားပါအဲ့တော့ဘောရီကြည့်လိုက်တော့သမဇာတော်ဝါစကနာဇာတော်ဝိပတ္တုကသောရကဖြစ်ဖြစ်ဟောအပ်ဒီဟောအပ်ဒီကိုပြလို့ရေမိန်တဲ့ကေဇိဝါရယနာဇာတော်ဝိပသမဇာတော်ဝါစကတို့၌သာကတ္တဇာတော်အမိတင်ညာဖြစ်၍ဇိနာဇာတော်ပုဒ်တို့၌ကတ္တဇာတော်အမိတင်ညာမဖြစ်နိုင်ရသောကြောင့်နာဇာတော်ဝိပသမဇာတော်တတ္တာတို့သည်ကတ္တဇာတော်အနက်ကိုဇောတကဖြစ်ဖြင့်ဟောကုန်ယင်းတို့ဇောတကဖြင့်ဟောလျင်ဘယ်ကျိုးရှိသမည်ဟုမူဇိတမာရောဇာတော်ပုဒ်တို့သည်ကတ္တအနက်ကိုဇောတကဖြင့်ဟောအပ်တော်စီနောသာဒါဟောပါပဲဂါရတိုင်းပဲမှန်ဤအဲ့ဒါလည်းဂါရတိုင်းပဲဆိုလိုရင်းကဇိတမာရောဇာတော်ပုဒ်တို့သည်ဇောတကဖြင့်ဟောကုန်၏ဇီနောဇာတော်ပုဒ်တို့သည်ဝါစကဖြင့်ဟောကုန်၏ဟုလိုဇိတမာရောဇီနောပြရုံ၌ဇိတမာရောသည်မန်ကိုအောင်သောသာဝကပိစိကဗုဒ္ဓဖရာဟုသောတာမညတ်ကိုဟော၏ဒီကတော့ဗုဒ္ဓပိစိကဗုဒ္ဓသာဝကဗုဒ္ဓလို့ဆိုတဲ့တာမညတ်ကိုဟော၏ဇီနောဆိုတဲ့ဝိသေနကြတော့ဖရာဟုသောဝိသေတကတ္တနဲ့ကိုဟော၏ဗုဒ္ဓလို့ဆိုတဲ့ဝိသေတကတ္တနဲ့ကိုဟော၏ဒီကတဲ့ဟာပါနောက်အဘိယမိကောဘိက္ခုတော့ဆရာတော်ရေးထားတာအဲ့မှာကျတော့အဘိယမိကောကကျတော့အဘိယမကိုသင်တဲ့လူယဟန်စတဲ့တာမညတ်ကိုဟောပြီးတော့ဘိက္ခုဆိုတဲ့ယဟန်ကိုကျတော့ဘိက္ခုကကျတော့ယဟန်ဆိုတဲ့ဝိသေတကတ္တနဲ့ကိုဟောတယ်သူတော်ပဇ္ဇတိမှာဆိုလဲပဇ္ဇတိရဆိုရင်ချက်တက်တာကယောက်ျားရောမိန်းမရောအကုန်လုံးနဲ့ဆိုင်တဲ့အတွက်ကြောင့်ယောက်ျားမိန်းမစတဲ့တာမညတ်ကိုဟောပြီးတော့သူတော်ကကျတော့စဖိုးတဲ့ဆိုတဲ့ဝိသေတကတ္တနဲ့ကိုဟောတယ်တာမညတ်ဝိသေတခွဲပြကြရင်နော်သူဆက်သွားမယ်ဒါပါမယ်ဇိနာစားတဲ့ပုံမှာကတ္တမြည်ရရင်အကြောင်းဟုတ်လားဇိနာစားတဲ့ပုံမှာပဲဘာလို့ကတ္တမြည်ရတာလဲအဲ့တော့ဇိနာစားတဲ့ကာရကောက်ကိုတမတ်တွေကဟောမောဟောအဲ့ဇိနာစားတဲ့ပုံမှာငကိုတဲ့ကအဲ့ဒီကတုတ္တိဟာရှိပြီးသားအဲ့ကတုတ္တိကရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်တမတ်တွေကဟောသည်ဖြစ်စေမဟောသည်ဖြစ်စေအဲ့ဒီကတ္တစားတဲ့ကာရကဟာဖောက်ပြန်ပြောင်းလဲခြင်းမရှိဘူးတဲ့ဒါကြောင့်ဇိနာပုဂ္ဂိုလ်ပဲဇိနာစားတဲ့ပုဂ္ဂိုလ်ပဲဗာမြင်မဲ့ဟောကတ္တဇိနာစားတဲ့ပုဂ္ဂိုလ်မှာပဲကတ္တမြည်ရပါတယ်ငကိုတဲ့ရှိနေတာပေါ့လေရှိနေတာဖြစ်တဲ့အတွက်ကြောင့်တို့ဟောရတယ်ဟောရင်လူချင်းဟောမောဒီမှာကတ္တုတ္တိဟာမြဲရှိတယ်ဖောက်ပြန်တယ်ဆိုတာမရှိဘူးမြဲရှိနေတယ်ဖောက်ပြန်တာမရှိတဲ့အတွက်ကြောင့်အဲ့ဒီဇိနာစားတဲ့ပုဂ္ဂိုလ်မှာပဲဗာမြည်ရဟောကတ္တမြည်ရပါတယ်ကဲဖွင့်ကြည့်လိုက်ဣဒာနိကတ္တာရိကာရကတ္တအနုတ္တိအဋ္ဌေအဝိရိတထံအာဟာကတ္တစားတဲ့ကာရက
မဟုတ်တော့နဲ့၌မဖောက်ပြန်နေဖြစ်ကိုပြလို့တဲ့အတွက်ကြောင့်ဒီကာရကိုဆိုတယ်တဲ့တထယတမိန်ပဒတ်ထေကျင်ပုတ်နဲ့၌ကျင်ပုတ်နဲ့၌ဇိနာရိကာရကေဇိနာစတဲ့ကာရကကိုအုတ်တေပြီးဟောတော်၎င်းအနုတ်တေပြီးမဟောတော်၎င်းအပရံဗရာဝတိကိုဖွင့်တော့အပရံတဖန်တမေဝကာရကံထိုကတ္တစတဲ့ကာရကသည်တတ္တကာရကတ္တထိုကတ္တစသောကာရကဤပရာဝတိဖောက်ပြန်ခြင်းဤနာဟောတိမဖြစ်အဲ့တော့တဖန်ကတ္တစတဲ့ကာရကရဲ့မှာဖောက်ပြန်ခြင်းသည်မဖြစ်ပါဘူးဟောမောဟောကတ္တစတဲ့ကာရကရဲ့ဖောက်ပြန်ခြင်းဖြစ်နိုင်ဘူးသူရောပစ္စတိသူရိနာပစ္စတိသူရိနာပုစ္စတိအဲပုံစံမှာပတ္တထောပုတ်ရဲ့အနက်ကတော့ပြောင်းသွားတယ်ချက်တယ်ချက်အပ်တယ်စားအပ်တယ်ဟုတ်တယ်မလားအဲ့တော့ပုတ်အနက်ကပြောင်းသွားတယ်ပဲလို့သူဓာရိကာရကောသူရစတဲ့ကာရကမှာတော့ချက်စွမ်းနိုင်တဲ့တတ္တိကတော့ပြောင်းသွားလာတော့မြောင်ချက်စွမ်းနိုင်တဲ့တတ္တိကတော့အဲသူရမှာပဲရှိတယ်ဒါကြောင့်သူဓာရိကာရကောသူရစတဲ့ကာရကကတော့ပရာဝတိဖောက်ပြန်ပြောင်းလဲခြင်းဟာနာဟုတ်ဒီမဖြစ်ဘူးပုတ်နဲ့ကတော့ပြောင်းလဲဖောက်ပြန်ပြောင်းလဲပြီမယ်လို့ကာရကနဲ့ကာရကကတော့မပြောင်းလဲပါဘူးတဲ့ဒေနကာရဏထို့ကြောင့်ဇိနာတေမိဥဒ္ဒေဟောရတဲ့ဇိနာစားတဲ့ပုတ်မှာပဲတဏ္နာမတာတတ္တကတုနောနာမတာထိုကတာမြည်တီအဖြစ်တည်တိရဖြစ်ရ၏ဒါကြောင့်ဇိနာစားတဲ့ပုတ်မှာပဲကတာမြည်ရပါတယ်ဒီလိုမျိုးတာဖောက်ပြန်ပုံလေးပရာဝတိတပ္ပရာဝတိဟုတ်ပါအောင်ဟုတ်တယ်နော်တပ္ပရာဝတိဖြစ်ပုံလေးတော့မှတ်ချင်မှတ်ထားပါဦးပရာဝတိနဲ့တပ္ပရာဝတိပုံစံလေးနဲ့သူရောပစ္စတိသူရိနာပစ္စတိဘုဇ္ဇတိမှာဆိုရင်ပုတ်အနက်တရားကြတော့ဘာဖြစ်လဲဟောပရာဝတိဖြစ်ပြီးတော့သူရပုတ်ရဲ့ကတုကာရကကတော့ဖောက်ပြန်ပြန်ဖောင်းလဲခြင်းမရှိပါဘူးဒါကိုပဲတပ္ပရာဝတိလို့ခေါ်ရသေးပေါ့အဲ့လိုလေးတိပ္ပယ်လေးမြန်ပုံစံနဲ့မေးခဲ့ရင်ဒါလည်းမေးလို့ရနောက်ဒီပဏိတော့ကတ္တရိဏဝါစကဗုဒ္ဓေသူတမတာတိသူပိကတ္တသရဝါစကတို့ကတ္တသတိကိုဟောကုန်သောသမတ်စတိတို့၌လည်းကတ္တရိတင်ညာအကတ္တဝါကတ္တအမည်တင်ညာကိုမပြုဘဲနဲ့တေဟိတမတာရိဟုတ်တာဘူးတေထိုသမတ်စတိတို့သည်ဟောအပ်တဲ့ဇိနာစားတဲ့ပုတ်၌သာလင်ဘာကြောင့်ကတ္တအမည်ကိုပြုတာလဲလို့သောရဏဘွယ်ကိုဖြေလို့ရမူတဲ့အတွက်ကြောင့်ဒီကာရကိုဆိုပါတယ်ဒီကာရရဲ့အချုပ်ကတော့ဇိနာစားတဲ့ပုတ်မှာပဲဗာမီရခြင်းအကြောင်းဟောကတ္တအမည်ရခြင်းအကြောင်းဇိတစားတဲ့ပုတ်မှာဘာကြောင့်ကတ္တအမည်မဲ့တယ်လဲအဲ့မေခွန်းရဲ့အဖြေပဲအဲ့တော့အဲ့မေခွန်းအဲ့လိုမေးခဲ့ရဆိုရင်ဒီကာရကြီးကိုဖြေရမှာဟုတ်ပြီဟုတ်တယ်နော်ဇိနာရိကာရကေတမာရာရိဥဒ္ဒေတတိပိအနုဒ္ဒေတတိပိဇိနာသာရောကာရကတိသမစတေတိဟောအပ်တော်၎င်းမဟောအပ်တော်၎င်းတန်ယေဝကာရကံထိုကာရကတိတာလင်ဟောတိပိနာသတပ္ပရာဝတိတပ္ပရာဝတိကိုဇိနာရိဇိနောတိကတ္တာတမာတာရိအနုဒ္ဒေကတ္တာဟောတိဥဒ္ဒေပနကတ္တာနာဟောတိတိဒီမှာတော့တပ္ပရာဝတိဖွင့်တာတစ်မျိုးတပ္ပရာဝတိကကြတော့ဇိနောစတဲ့ကတ္တာဟာသမစတိတို့ဒီမဟောအပ်တော်ကတ္တာဖြစ်ပြီးတော့သမစတိတို့ကဟောအပ်တဲ့အခါမှာကတ္တာနာဟောတိကတ္တာမဖြစ်ဘူးဆိုတဲ့ဧဝံဤသို့တတ္တကာရကတ္တထိုကာရကဤဝိပရိတတာဖောက်ပြန်ပြောင်းလဲတည်ဖြစ်သည်နာဟောတိမဖြစ်ဖောက်ပြန်ပြောင်းလဲပုံဆိုအဲ့နဲ့ရေးရမှာဒီနာစားတဲ့ကတ္တတိသမစတိတို့ဒီမဟောတော့ကတ္တဖြစ်၍သမစတိတို့ဒီဟောတဲ့အခါမှာကတ္တမဖြစ်ခြင်းသည်ပင်ကာရကဤဖောက်ပြန်ပြောင်းလဲခြင်းတပ္ပရာဝတ္တိမြည်ပါသည်ပေါ့အဲ့လိုဖောက်ပြန်ပြောင်းလဲခြင်းမရှိဘူးဆိုတော့ကျင်တာဒေနကာယနာထို့ကြောင့်တို့ဖောက်ပြန်ပြောင်းလဲခြင်းမရှိတဲ့အတွက်ကြောင့်တမတာတိဥဒ္ဒေသမစရိတို့ဟောအပ်တဲ့ဇိနာဒိဋ္ဌိယေဝကာရမတော့ဧဝံပေါင်းမလားပါတယ်လားမတန်ဧဝတက်လေဇိနာဒိဋ္ဌိရဲ့နောက်မှာပါအောင်နော်အဲဒီမှာဒီပဏိမာယောအဓိကမာယောဧဝဆောင်မျိုးပွန့်ဇိနာဒိဋ္ဌိယေဝတဏ္ဏမတာတံကတ္တရိနာမံအဲ့တော့တဏ္ဏမတာကိုတံကတ္တရိနာမံလို့တာပစ္စည်းအပြောက်ဖွင့်တဲ့အတွက်ကြောင့်အဲ့တာပစ္စည်းတိတုထတာပေါ့နောက်မှာပါပါတယ်ကတ္တရိသတ္တစားတဲ့အမိတိတိယဖြစ်ရည်တုထေတာတုထနဲ့မှာအပစ္စည်းတဲ့ဟောတာပစ္စည်းတဲ့သမာတာရေပနကတ္တုနောဝဆနကာလေကတ္တုဝါစကနာမဟွန်တိအဝဇနကာလေကတ္တုဝါစကနာမနဟွန်တိဧဝံဝိပရိတာဟွန်တိ
သမတ်စတဲ့ပုဒ်တရားကြတော့ကတ္တတွေကိုဟောတဲ့အချိန်ဆိုရင်အဲဒီသမတ်စတဲ့တွေဒီကတုဝါစကမြည်ပြီးတော့မဟောတဲ့အချိန်မှာကြတော့ကတုဝါစကအမြည်မရဘူးဒါကြောင့်သူတို့မှကြတော့ဘာဖြစ်လဲဆိုဖောက်ပြန်ခြင်းဖောက်ပြန်ကြောင်းလဲခြင်းဖြစ်တယ်အဲ့လိုဖောက်ပြန်ကြောင်းလဲတဲ့အတွက်ကြောင့်အဲ့ဒီပုဒ်တွေမှာတော့ကတ္တအမြည်မရဘူးဇိနာစတဲ့ပုဒ်မှာကြတော့အဲ့လိုမဟုတ်ဘူးမဟောရင်ကတ္တမြည်ရတယ်ဟောရင်ကတ္တမြည်မရဘူးဆိုတဲ့ဖောက်ပြန်ကြောင်းလဲခြင်းမရှိဘူးမရှိတဲ့အတွက်ကြောင့်အဲ့ဒီဇိနာပုဒ်မှာပဲဇိနာစတဲ့ပုဒ်တွေမှာပဲကတ္တမြည်ရပါတယ်အဲ့ဒါဆိုရရမလားအဲ့တော့ဘာဘောလေးကြည့်လိုက်အောင်ပေါ့ကတ္တစသောအနတ်တို့ကိုဟောသောကျင်းသွားဆုံးပေါ်နိုင်ပေါက်ချလိုက်သွားကတ္တစသောအနတ်တို့ကိုဟောသောဇိတမာရောစသောသမတ်တို့သည်ဟောအပ်သောဇီနောစသောပုဒ်တို့၌သာဘဲကြောင့်ကတ္တစသောမြည်ကိုပြုပါသည်စောကြောင့်မိတ်ဇိတမာရောဇီနောပြယောမဇီနောဥဒ္ဓပုဒ်သည်ဇိတမာရောဥဒ္ဓသမတ်ကဟောသည်ဖြစ်စေမဟောသည်ဖြစ်စေအမြဲမှန်ကိုအောင်တတ်သောကတ္တုတ္တိရှိ၏ထိုကတ္တုတ္တိ၏ဖောက်ပြန်ပြောင်းလဲခြင်းမရှိထို့ကြောင့်ဇိတမာရောဥဒ္ဓသမတ်သည်ဟောအပ်သောဇီနောပုံ၌သာကတ္တဥဒ္ဓမြည်သည်ဖြစ်၏ဟုလို့ဆရာတော်အိုင်ကုဏကတ္တုတ္တိလေးထည့်ပြီးတော့ဟောလို့အဲ့တော့ဟိုဟာဖြစ်ခြင်းနဲ့ဆိုရင်တော့ခုနကအောက်မှာပါပါတယ်မှတ်ချက်ပါပါဇီနောဆိုတဲ့ကတ္တကဇိတမာရောဆိုတဲ့သမတ်ဒီမဟောသောကတ္တဖြစ်၏ဟောသောကတ္တမဖြစ်ဟုဤသို့ကတ္တုကာရက၏ဖောက်ပြန်ရလဲခြင်းမရှိဟုတ်တယ်နော်အဲ့ပြောင်းလဲခြင်းမရှိအောင်ဘာလို့ခေါ်တော့တပ္ပရဝအဲ့ဒါလေးပါထည့်ပြီးတော့ပြန်လိုက်ရင်တော့ပို့ပြီးတော့ပြည့်စုံမှာပေါ့အဲ့ဒါလေးနဲ့ထည့်ပြီးတော့ကာရပြန်လိုက်ဇီနောဇာတော်ကတ္တဒီဇိတမာရောဇာတဲ့သမတ်ကမဟောသောကတ္တဖြစ်ဟောသောကတ္တမရှိဟုတော့ဖောက်ပြန်ပြောင်းလဲခြင်းထို့ကတ္တကတ္တုကာရက၏ဖောက်ပြန်ပြောင်းလဲခြင်းမရှိထို့ကြောင့်ဇိနာဇာတဲ့ပုံနဲ့ပါပဲကတ္တမြည်ရပါသည်တိုင်းပြီနောက်ဇိတမာရောဆိုတဲ့သမတ်ကကြတော့ကတ္တကိုဟောတဲ့အခါမှာကတ္တုဝါစကမြည်ရပြီးတော့ကတ္တကိုမဟောတဲ့အခါမှာတော့ကတ္တုဝါစကမမြည်တို့ဖောက်ပြန်ပြောင်းလဲခြင်းရှိပါတယ်ဒါကြောင့်သူ့မှာကြတော့အမြည်မရဘူးဒါဆိုအောက်တဒိဋ္ဌိပေါ့ကွာဟိုဟာကိုကြည့်ပြီးတော့မှတ်ဆပြီးသိရတာကဲဆက်သွားမယ်ဒါကတော့ရှိရဟာနဲ့တူတူပဲတာမညတ်ထေတရုပ်တွေတရကံဝဝိသေသနာမှာတာမညတ်နဲ့ဝိသေသဆိုခွဲခဲ့တာမဟုတ်လားဒါလည်းအဲ့ဒါပြန်ပြောတာသမတ်စရဝါစကဟာတာမညတ်ကိုဟောပြီးတော့ဇီနောစတဲ့တရားဓိကိုတရားတန္တပုတ်လို့ဖွင့်တရားတန္တပုတ်ကကြတော့ဝိသေသနဲ့ကိုဟောတယ်ဒါကြောင့်တာမညတ်ဝိသေသနဲ့ရှိတော့ဇီနာစတဲ့တတ္တာဖြင့်တာမညတ်နဲ့ရှိတဲ့ဇိတမာတဲ့စတဲ့တတ္တာကိုထူပြရပါတယ်ရှိရဟာကိုပဲပြန်ပြောလို့အဲ့တော့ဖွင့်လေးကြည့်လိုက်ဣဒာနိဇိတမာရတရတဝိသေတယထံဇိနတသဝိသေတနထံဝိပါဝေတိထင်စွာပြတယ်ဇိတမာရတတဤဝိသေတရားဖြစ်ပုံဇိနတတဤဝိသေတနာဖြစ်ပုံကိုထင်စွာအဓိကရမဲ့ထင်စွာပြတယ်ဟိတရမိနာသစ္ဆံမန်ဤဇိတမာရတိသမာတာတိကောဇိတမာရဆိုင်သမတ်စတိဗုဒ္ဓတိဗုဒ္ဓံကတ္တာရိတာမညတံဘုရားစတဲ့ကတ္တာတာမညကိုဟောပြီးတော့တရားဓိကိုဒီမှာတရားတန်တလို့ဖွင့်တဲ့ကြောင့်ဝိဘတ်ကိုမျိုးပဲနဲ့ဘာလို့ရမှာဟောဝိဘတ်တန်တပုဂ္ဂိုလ်ရမှာဘာဥစ္စာလားရအမရောအမရောဟုတ်တယ်မလားဘာဥစ္စာဧကဒီနောက်ကအဓိကမင်းရကြမဆိုတော့ဧကဒီသူလားသိယူလားသူဘောဟာအစိတ်ကြီးမလားတရားတွေကအစိတ်လေယူရမှာတရားတန်တပုတ်ထီယူရမှာလားတရားရဏနာမဇိနာရိကနာမပရံဗုဒ္ဓရိမေဝကတ္တရိဝိသေဒနဝတေဟောဤတတောတရမကာရဏထို့ကြောင့်ဇိနာရိဝိသေဒနထေနဇိနာစားတဲ့ဝိသေဒနဖြင့်ဇိတမာရာတိတာမညတ်ထောဝိသေတေတိသူပြယဤဒီတို့နဘေဣဒအမရေပရပရိတိတုတ်တာတယောဝိယအမရေပရပရိတုတ်တု၌ကဲ့သို့သုဇတိတို့ကဲ့သို့တရားတန်တပတံအဝါယဝနာမေနဥပစာရိတံတိ
တရားဓိကနံကတံတရားရဏပုဂ္ဂိုလ်အစိတ်ရဲ့အမည်ကိုဒီမှာသင်စားအောင်အမောင်းမှာသင်စားခြင်းစွမ်းဖြင့်တရားဓိကနံတရားဓိတတ္တာကိုပြုထားတယ်ဒါကြောင့်တရားဓိလို့ဆိုပေမဲ့လို့တရားရဏပုဋ္ဌိတိုင်အောင်ဧကတိတိပ္ပစာအဖြစ်ယူပါတယ်လို့ပြောကြတာဥမာဥမေရတယ်ရောမှတ်လားဒီမင်းတာမညတေတေဟုတ်တေဒီအာရိဝဇနံ184ကာထာဝတ်ကိုပုဏ္ဏဝိထာတေတော်ဂရေတုမှာဒါဖန်ထက်၍ချက်ပြီးတော့ပြလွယ်တဲ့အတွက်ကြောင့်ဒီကာထာကိုဆိုတယ်တမတာရိတာမညကတ္တာရေဝတေတရားတိဝိသေရဏကတ္တာရေဝတေသသောဝိရဏတေနအောင်ပါတော့ဒီမင်းကတော့ဒီကမှာတော့ခုနကတရားတိကိုတရားတဏလို့ဖွင့်တယ်လေးကိုပါတယ်ဒါလေးထူးခြားချက်အဲ့တော့ဘောဒီကြည့်လိုက်ဇိတမှာတော့ဇိနောပြယုံ၌ဇိတမှာတော့သမတ်ဒီမန်ကိုအောင်ပြီးတော့တာဝကပစ္စည်းကဝရဖယားဥတော့တမညာကတ္တနကိုဟောပြီးတော့ဇိနောဆိုတဲ့တရားရဏပုဂ္ဂကြတော့ဖယားဆိုတဲ့ဝိသေတကတ္တနကိုဟောဤထို့သောဇိတမှာတော့သမတ်ကတမညာကတ္တနကိုဟောတဲ့အတွက်ကြောင့်ဝိသေတနကိုဟောတဲ့ဇိနောဘုဖြင့်တမညာနကိုဟောတဲ့ဇိတမှာတော့ပုဂ္ဂိုလ်ထူပြုအပ်၏ဇာနိုင်လဲထုံနေလည်းကောမှန်အာမရေပရပရိ၌အာမရေရောဖြင့်အန်စတဲ့ဝိဘတ်ကိုမယူဘဲနဲ့အန်စတဲ့ဝိဘတ်ဆုံးရှိသောပုဂ္ဂိုလ်ရွတ်တဲ့ကဲ့သို့ဤ၌လည်းတရားတိဖြင့်သိစတဲ့ဝိဘတ်ကိုမယူဘဲနဲ့တရားတိဝိဘတ်တယန္တပုဂ္ဂိုလ်ဧကဒေတုပ္ပစာအဖြင့်ယူပါဆက်သွားပါပြောတာထူးပြရခြင်းကြောင့်ပေါ့ရှေ့ရလည်းပါပြီးတယ်ဒီနာဓာလေးကိုလဲထွက်ဇီနဘုတ်ထည့်ရခြင်းကြောင့်ဟုတ်တယ်မလားဓမ္မသာသောဝါစကတို့ဤဝါစကအနက်တို့ဤဇိတမှာတော့ယေနဆိုတော့ဝါကြအနက်မှာထူးခြားကွဲလွဲသောလက္ခဏာရှိတဲ့အတွက်ကြောင့်ဓမ္မပုဂ္ဂိုလ်ကဟောတဲ့အနက်နဲ့ဝါကြတော်မှာဟောတဲ့နက်ကမတူဘူးဝါကြတော်မှာဆိုရင်ဇိတမှာတော့ယေနဆိုတာအလုံးနဲ့ဆိုင်ဓမ္မပြီးတဲ့အခါမှာကျတော့ဘာဝဲဟောအောင်ဇီနောထူးခြားကွဲလွဲတဲ့လက္ခဏာတစ်ပေါက်ရှိတဲ့အတွက်ကြောင့်ဇိတမှာတော့ယေနဟုသောဝါကြဖြင့်တိအပ်တဲ့ဝိသေသနဲ့ကိုသမတ်စသောဝါစကတွေကမတိအပ်မတိနိုင်ပါတဲ့ဒါကြောင့်ဝိသေဒနာအ내ရှိတဲ့ဇိနာစတဲ့တတ္တာဖြင့်ထူးပြုရပါတယ်ထူးပြုရခြင်းကြောင့်ပေါ့ရှေ့ရလည်းအဲ့တိုင်းတဘောကြီးမဟုတ်လားရှေ့ရကတာလည်းအဲ့ဒီဘောပဲနော်ရှေ့ရကတာတော့လည်းဇိတမာရောပုဒ်ရဲ့တာမညဇီနောတဲ့တရားရဏပုဒ်ကဝိသေသဒါကြောင့်ဝိသေသဖြင့်တာမညကိုထူးပြုရတယ်ဝိသေသတာမညကိုထူးပြုရဆိုတာဝိသေသဘုထည့်ရတာနဲ့အတူတူပဲကဲနောက်တစ်မျိုးပေါ့ကွာဒါလည်းမှတ်ပေါ့ဘယ်လိုများမင်းမလို့တော့မသိဒီနဂါရာကိုကဲအဖွင့်ကြည့်လိုက်ဣဒာနေပုပ္ပေဇိတမာရာဇိတာမာရာယေနဇိနေနသောဘဂဝါတိဇိနလာဘေတတိကောတောတိပု္ပ္ပာယံဇီနောတိဝိသေဇနံအာယုတ်တံတိပညာဝိသေစေတိတမတသာရိနာယန္တကရှုပ်နေပုပ္ပေရှိနိုင်တဲ့ဇိတမာရာယေနသောဘဂဝါဣတိဣမိနာဝိဂေဟေနာဣတိကိုဣမိနာဝိဂေနာလို့ပြောရင်ဤဝိဇ္ဇိဖြင့်ဤဝိဂါဖြင့်ဤဝိဇ္ဇိဖြင့်ဇိနလာပေတတိအောင်အပြီးသောမန်ရှိသောဘုရားရှင်ဟူသောအမည်ကိုရပြီးသည်ဖြစ်ပါတော့လေကောသောပု္ပ္ပာယံအောင်ပြီးသောမန်ရှိတာကဘယ်သူလဲလို့မေးတဲ့အခါမှာဇီနောလို့ပြန်ပြီးတော့ဖြေတာသည်အာယုတံမသိဆိုတဲ့ပြဿနာကိုဖြေလို့တဲ့အတွက်ကြောင့်ဒီကပြောလို့ရင်ဘယ်လိုတော့ဟာဒီကပြောလို့ရင်ဟာ
ဝါကြနဲ့ပဲဝိဇ္ဇဝါကြကြီးနဲ့ပဲဇိနာဆိုတာကြီးကိုရနေပြီရနေတာကြီးကိုပဲဇီနောကြီးထက်ထဲတာကမတင်ဘူးဟုတ်တယ်နော်ကျန်တဲ့ကြီးတိုင်းလာမေးနေဦးအဲ့တော့အဖြေရတော့ဒီကာထာဝယ်ဖြေရမှာသမာဓိနာမဋ္ဌာနံသမာဓိနာမဋ္ဌာနံကိုဒီလိုပဲဖွင့်တယ်ဝိလက္ခဏတဘာဝတော်ဝါကြတော်ဝါကြတော်ကိုဘယ်လိုဖွင့်အောင်ဟောဝါကြံမာဝိလက္ခဏတဘာဝတော်ကိုဩဒ္ဒနုဒ္ဒတဘာဝေနအသမနာတဘာဝတော်ဩဒ္ဒတဘောအနုဒ္ဒတဘောအဖြစ်ဝိလက္ခဏကိုအသမနာလို့ဖွင့်တာပဲဟုတ်တယ်မလားမတူသောတဘောရှိသည်ဖြစ်ကြောင်းအဲ့တော့နောက်တစ်ခုကဘယ်ရောက်သွားဝါဂျေနဟုတ်တယ်နော်တေနဝါဂျေနကိုဖွင့်တေနဝါဂျေနကိုဗာလေးထည့်ပါတော့ဇိတာမာရာယေနာတိတေနဝိကဝါဂျေနဇိတာမာရာယေနဥဒ္ဓထိုဝိဇ္ဇဝါကြဖြင့်ဝိသေတထောကိုဇိတာမာရာတိဝိသေတထောဇိတာမာရာစတဲ့ဝိသေတနဲ့ကိုနတ်မနေတိမတိမတိနိုင်တသမထိုကြောင့်ဇိနစာရိကံပတံဇီနောစတဲ့ပုဂ္ဂိုလ်ဟုတ်တံဆိုအပ်ဤဒီတို့နပေဒီကနေတရားအဲ့တော့ဒီကနေတရားအတိုင်းဂါရယုပေးမယ်ဆိုရင်သမာလာဒီနံသမတ်သသောဝါစကတို့ဤအထာဏံနတုဤဟုတ်တယ်နော်ဝါကြတော့ဝါကြမဝိလက္ခဏတဘာဝသောဩဒ္ဒတဘောနုဒ္ဒတဘောအဖြင့်မတူသောသဘောရှိသောကြောင့်ဒေနဝါကျေနဇိတာမာရာယေနဥသောထိုဝိဇ္ဇဝါကြဖြင့်ဝိသေတထောဇိတာမာရစားတဲ့ဝိသေတအနဲ့ကိုနမနေတိမတိနိုင်တသမထိုကြောင့်ဇီနောတိပရံဇီနောဥသောပုဂ္ဂိုလ်ဇီနောစာရိကံဇီနောစသောပုဂ္ဂိုလ်ဩဒ္ဒံဆိုအပ်၏အဲ့တော့ဒီကားလို့ဆိုတော့ဇီနောပုဂ္ဂိုလ်ဆိုခြင်းကြောင်းမယ်ထည့်ရခြင်းကြောင်းမယ်ဟုတ်တယ်နော်ဟုတ်ပြီအဲ့ဒါလေးနေ့တရားလေးမှတ်ထားပဲဒီကတစ်မျိုးပေးဤဆိုအဲ့ဒါပဲဒီပဏိကနည်းနည်းဟိုထည့်တာတွေများတယ်ရှုပ်တယ်ဒီပဏိတော့လိုက်နနုဇိတမာရောယေနသောတိအာရိဝါကျေနပိဇိနာတွေကောင်းကြီးရောဇိတမာရောယေနသောဥတော်ဝိဇ္ဇဝါကြဖြင့်ဇိနာစသည်ကိုညေယောနနုတရားတိမဟုတ်ပါတော့ဧဝံတနုဤတို့ဖြစ်လာတော့ဇိနာတိဝိသေတနံကိင်္ဂရိတတိဇိနာစတဲ့ဝိသေနကဘာယုရှိတယ်မှာလဲဆိုတဲ့အမေးကိုဖြည့်ခြင်းတဲ့အတွက်ကြောင့်ဒီကားတော့ဆိုတယ်ဇီနောစတဲ့ဝိသေနထည့်ရကြိုးပေါ့အဲ့တော့ဝိလက္ခဏာကိုရင်တော့ဝိဇ္ဇဆိုပြဥဝေသောဝိသေသောဝိတံဝါလက္ခဏာဝိလက္ခဏာထူသောလက္ခဏာဝါထူးပြပြသောလက္ခဏာအနောက်ကဒိဗ္ဗေကတော့အတ္တမနာလက္ခဏာမတူသောလက္ခဏာတဲ့နောက်ဝိလက္ခဏာမေဝတဘာဝဝိလက္ခဏာတဘာဝဝါจีနဝိသေတထေညာတေပိဝါကြဖြင့်ဝိသေတနဲ့ကိုသိရပါတော့လေသမာတာတိတုဇာတေတုသမဇာတိတို့ဒီဖြစ်လာတော့သောယေဝဝိသေတထောသမပြီးတဲ့အခါမှာတော့ထိုဝိသေတနဲ့ဒီတာမဉ္ဇဉ်နုတဝတိဘေနောက်ကိုလိုက်သွားဟောတာမဉ္ဇဉ်နဲ့ကိုပြန်လိုက်သွားတယ်အဲ့ဒီထို့ကြောင့်သမာတာတိပဒါနံအဋ္ဌာနံသမဇာသောဝါစကတို့ဤအနတ်တို့ဤဝါကြထတော်ဝါကြတော်တို့ဝါကြထတော်ဒီကတော့ဝါကြတော်ဝါကြံမှာပဲဝါကြအနမဝိလက္ခဏတဘာဝတော်ထူသောသဘောနေရပါထူသောလက္ခဏာသဘောရှိသောကြောင့်ဟုတ်တယ်နော်ဒေနဝါကျေနထိုဝါကြအနက်ဖြင့်ညာတဘောတိအပ်သောဝိသေတထောဝိသေတအနတ်ကိုသမတာတိဟိသမတ်စသည်တို့သည်နမနေတိမတိမတိနိုင်တသမထိုကြောင့်ဝိသေတနထေနဝိသေတအနတ်ရှိသောဇိနစတဲ့တတ္တာဖြင့်ဝိသေတယတေအထူးပြုအပ်၏ဒီတိုင်းပေးလိုက်တာပဲဒါကဘာနည်းရောဒီပဏိနီးဒီပဏိလို့ဆိုရင်တော့ဇိနစသောဝိသေတဇိနစသောဝိသေတဖြင့်အထူးပြုအပ်ကြအောင်ပေါ့ဟုတ်တယ်မလား
ဒီကလို့ဆိုရင်တော့ဇိနစတဲ့ပုတ်ထည့်ရခြင်းအကြောင်းနောက်ခုမှတ်ပြီးတော့ဝါရီကြည့်လိုက်တော့ဒီတမှာတော့ယေနဝါကြဖြင့်ဇိနစတဲ့ဝိသေသနတ်ကိုသိပါလေအဘဲကြောင့်ဇိနောစတိကိုဆိုပါတနည်းဝါကြနဲ့သိနေရကိုဘာလို့ဇိနောထုတ်ဆိုတာတော့အဓိပ္ပာယ်ကတော့ဇိနမှာတော့ဆိုတဲ့ဓမ္မတို့ဤအနက်သည်ဇိတောမှာတော့ယေနဥတော့ဝိဇ္ဇဝါကြအနက်မှာထူးခြားကွဲလဲသောတဘောလက္ခဏာရှိသောကြောင့်ထူးခြားကွဲလဲတဘောဆိုတာခုနကဝါကြနက်ကတခုဝါကြနက်ဝါကြတော့ကြတော့ဝိသေသနက်ကိုသိရပေမဲ့လို့သမပြီးတဲ့အခါမှာကျတော့ဘေနောက်ရောက်သွားတာမညနက်ကိုအစင်လိုက်သွားတာတာမညက်ကိုဟောတာပေါ့အဲ့တော့ဝါကြနက်နဲ့ဟိုသမက်နက်ကဝိလက္ခဏတဘာဝမတူတော့ပါတော့လက္ခဏာရှိတယ်ထူးခြားကွဲလဲလက္ခဏာရှိဆိုတော့အဲ့ဒါရေးရမှာပဲဝါကြနက်မှာဆိုရင်ဘာနက်ကိုဟောအောင်နော်ဝိသေသနက်ကိုဟောတယ်သမက်တွေဖြစ်သွားတဲ့အခါမှာဝိသေသနက်ကတာမညက်ကိုပြန်ပြီးတော့လိုက်သွားတယ်ဒါတည်းပဲဝိလက္ခဏတဘာဝဒါကြောင့်ဇိဒမာရောဆိုတဲ့ဝါဇိတောမာရောယေနဆိုတဲ့ဝါကြဖြင့်သိရတဲ့ဘုရားသားတဲ့ဝိသေသနက်ကိုတမတ်ပုတ်ကြီးကမသိနိုင်တော့ဘာလို့တာမညက်နဲ့ကိုပြန်လိုက်သွားလို့ဟောမသိနိုင်တဲ့အတွက်ကြောင့်ဘာပြန်ထည့်ရတာဟောဇိနောဘုတ်ကိုပြန်ထည့်ရတယ်ရရင်နော်အဲ့တော့ဝိလက္ခဏတဘာဝတော့လေမေးမယ်ဆိုမေးလို့ရတာပဲမှတ်ထားအောင်အဲ့ဒါလေဒီပင်နေတဲ့ဟာလေအဲ့တော့ဒါကဘာနဲ့တူအောင်ဆိုတော့တဲ့သမန္တောသတ္တိတောသဝါကြထေတုဝိသေတကပရိရိယံတုတာမညံတေလံဒုက္ကတစီဝရံဒီပိဒါဟုတ်တယ်မလားအဲ့မှာလေသမတ်တို့တက်တဲ့တို့ဆိုဝါကြမှာဆိုရင်တော့ဝိသေတဟောပြီးတော့ပုံပြည့်တဲ့ခါမှာတာမညံနဲ့ကိုပြန်ပြီးတော့ဟောသွားတယ်ဒီသဘောနဲ့အတူတူပဲတဲ့အဲ့တော့တာမညံနဲ့ကိုပြန်ဟောတဲ့အတွက်ကြောင့်သမတ်ပြီးတဲ့ခါမှာတာမညံရည်နဲ့ဆက်ဆံနေတဲ့အတွက်ကြောင့်နောက်ကဝိသေတကိုရအောင်လို့ဝိသေတပုံလေးထည့်ပေးတာဒီဘောပြောတာဒီပနည်းကရရင်နော်ကဲဆက်သွားဟဲ့အမှန်ဆိုရင်တော့နှစ်ခုလုံးတာမညပဲပြောချင်တာကတော့နှစ်ခုလုံးပါတော့သီလမာရကလည်းတာမညအောင်ပြီးတော့မရှိရဆိုတာကဗုဒ္ဓပစ္စည်းကဗုဒ္ဓသာဝကဗုဒ္ဓဟုတ်တယ်မလားဒါရင်းနဲ့ဆက်ဆံနေလို့သီလမာရဟာလည်းတာမညဇိနာလည်းထုံနေတော့အောင်မယ်ဇိနောဘုရားဆိုတာကရှိရကတကိစ္စပြပြီးတော့မကိစ္စရှိတော်မူသောမြတ်စွာဘုရားဆိုရင်ကတကိစ္စဘုရားနဲ့ဆက်ဆံသွားအဲ့တော့ဇိတမာရတစ်ခုတည်းနဲ့ဆက်ဆံတာမဟုတ်ဘူးကျန်တဲ့ဘုရားတွေနဲ့လည်းဆက်ဆံတာဖြစ်နေတဲ့အတွက်ကြောင့်ဇိနောဘုတ်ကလည်းပါတော့တာမညဥမာတော့ပါရဟိုဘက်ကနိဗ္ဗာန်ခွဲတယ်ဆိုတာလူရက်တာနဲ့ခွဲလိုက်တာဒီဘက်ကဒီဘက်ရက်နေဒီဘက်ကန်းဖြစ်သွားတာအဲ့ကန်းဟိုဘက်ကန်းဖြစ်သွားတာဒီဘက်ဟိုဘက်ရောက်သွားရင်အဲ့ကန်းဒီဘက်ကန်းဖြစ်ပြီးတော့ဟိုဘက်ကန်းဟိုဘက်ကန်းဖြစ်သွားအဲဒီဘက်ကန်းတည်မယ်ဒီဘက်ကန်းလည်းဖြစ်နိုင်တယ်ဟိုဘက်ကန်းလည်းဖြစ်နိုင်ဟိုဘက်ကန်းတည်မယ်ဟိုဘက်ကန်းလည်းဖြစ်နိုင်တယ်လူရက်တာနဲ့ခွဲလိုက်တာဟုတ်တယ်မလားဒီမှာလဲထုံနေလကောင်းနှစ်ခုလုံးဟာတာမညာလည်းဖြစ်နိုင်တယ်ဝိသေသလည်းဖြစ်နှစ်ခုလုံးကတာမညာလည်းဖြစ်နိုင်ဝိသေသတော့မပေါ့ဒီဇိနာပါတော့ဇိနောနဲ့ကိုရှုပ်ချက်ခံတယ်တော့မှတ်ရအဲ့ဒါခုကဟုတ်တော့ပြီးရခါမှအကုန်လုံးပေါင်းလိုက်တော့ဟာဘာကြောင့်ဇိနာအဆိုရတော့ဘယ်ဟာဖြစ်ရမှာတော့ဇိနောဘုတ်ဘာကြောင့်ထုပါဘယ်ဟာဖြစ်ရဘေကာတာကိုပြောအောင်အဲ့ဒါရှုပ်ရအဲ့ဒါတေချာမှတ်မှရအဲ့ဒါတေချာရလေးကိုရေးပြီးမှတ်မှာကိုမှတ်မိတယ်ဒီတိုင်းဆိုတော့လဲထွက်နေတာမှတ်မိဘူးဒီမေဝင်ဖတ်လိုက်ပြီဆိုရင်ဘေကာတာဖြစ်လို့ဖြစ်မှကောင်းကောင်းကြီးစိတ်ထဲမောမလာတော့ရှုပ်နေတာဟုတ်ရှုပ်တာရေးရမှတ်ထားရေးမှတ်ထားမှရှင်းသွားတာရသွားတာဒီတိုင်းဆိုတော့ရတာလို့မရတာလို့ ਨੇ ရှုပ်ချက်တွေကုန်ခတ်ရတယ်အဲ့တော့ခုကဘာလုပ်ရမှာဟောဒီကကြည့်ရမှာနော်ကြည့်ဗျာဒီကနနုပါရိမတိရာဩရိမတိရာတရဒွယံဝိယဟိုမှာဘကံဒီမှာဘကံတရနှစ်ခုကဲ့သို့ဇိတမာရဇိနာတရပေါင်းနေလိတာမညမေဝတာမညကိုဟောပါတယ်တရဘေကုအာရိပြောကတော့ဇိ
Sita Maradi Tamanya Nama Nagaro Sita Agama Daniso Beku Nari Bioga Doma Na Aparo Agama Beku Adi Bioga Dolu Fiame Beku Sadine Shilo Sita Maradi Di Tamanya Para Ori Madi Iwa Sinarisa Tamanya Katama Bejani Katakisa Hata Kilidari Bioga Do Katakisa Nama Hata Kilidari Tebide Katakisa Hata Kilida Sadine Sheneda Jao Etai Para Dirensa Orima Dirensa Burati Masa Besi Masa Inyamenya Urida Hobagani Bagan Shine Naudiha Changing Wibridan Wiya Kamya Shitakedo We did the Nana, we did the Yahale, in Yamina, we breed the Chenye, we break Kamya Pijare. Now we just so bad to the Tibini Nandara was an Tamate Dumaha. Chamas are Kaimezi Lulu Jaha. Tibini Luciano Tizaga, Tigara, Aboa Carao. Miezi, Kaimezi, Carao. They are Shisa Garao, Kaimezi, those Sagaya de Guyeva. Raven, Tao Yem. Nandara was an Tamatido. Or you was on a Danley Bo, the or don't do Massano. The Maria don't know. Danley, the Danley's on your Kaimezi as a cow. I the Mati D. Varoponazenda. Danley Caranado, don't. Tara. Chame Fede Zagao, Kaimezi Luradoja di Garao Suvare, Sida Maradisa Tamenya Odi Kadama, Sina di Karamazana di Bajan di Adele, Pegunari, Biogado, Peguzadi Nation Lo, Sina Risa Tamenya Odi, Kadamazana di Bajan di Adele, Kadagi so Sida Marosa di Pie, Shenedja, Yeri Tamenya Naodi, Tamenya Mafiusoye, Inya Dabo, Biosi Dabo, Nati. The child of that Shenzadi, Nati, Mashi, Shenzai, child of that Mashi, Idi de Bayo. Tamenya Mo, we did that in Nodarane, we did in Amadia, Mulu, Tamenya Pini, the Janara, we did the Maya, Dayan Shenzai, the Rari Shinilo, Tari di Baro, Tamenya, Ewan Tamenya, Bara Diwa, Bara Wia, and Nikan Digan, Pegunari, Etanagaro, Agamo. Para male para that Lamina who very well Ganibagan, that Lamina Pit, Colonna Sessan, Elube, Niganiga, Taminiana, Duruave, Nigan Piedlube, Zida Maro, Sinori Hale, Tamina Babe, Alona Sessan, Tumabawa, Sadaleo, Alibivo. Kamasara Varana Bogo Sulujin Apshin, we did now, we did the Apshika, Pshinam Bimelo, Nagorega Logama, we did now, we did the Apshika, Chishavida, Logalubon, many a day, we did now, we did the Yago, Divida, do the Motarao, Logalurari, the Motara, we did now, we did the Ya, Nagore Tinshavida, Varanabogo, Sulujin Bimelo, Logama, Nagorea, Tinshavida, Tinshavia, Luria, Tide, Arrow Fongila, Ewan the D, Loga, Patati, what they now, we did not, we did the Yanan, Danitana, or the when it do Filado, Logama, Tenshaji is Samuel Darling, we did now, we did the Yaroi, Danitana, Sompia Chendi, Hodi, Psi, the David Bialu, Rajani Kara, Yivare, Kamasara, Ponaga, what do no Asriada, Ace now, what do no Asriada, Ace now, Warana Bogo. Warana Bogoi, a low option, or an option that say, a low option. Odia of Lopono, Powodia, Lafon, Taya Odia, Piba Dole, Loga, but they Loga data Bawado, Logi, data, Tabawado, Loganet Yado Apien, we did now, we did the Yada, we did now, we did the Apia, data, Tensai, the Login Namanedi, Nabi. Kama Sara Nidia, Matao, Kama Zara, Kama Alusara, Pitching, Loop Pitching, Avenue, Babino.
Kama Saraha, what do no Asriyata, Aisina, Aisanina, Arauma, Nidia Apyang Miro, Warana Bogui, Lu Apsi, Odia, Pudia, Pibadole, Dinakuro, Nidia Limatama. Sidamara, di Adara, Sidamara Bunama, Kama Sarina, Warana Bogu, Luapi, we did the na, we did the beat. We did the now, we did the Piti Tijavadole. Logina, Didina, Logana Tijado Api, Zida Mara di, Zida Mara Sadidi, we did the na. Sina Sadidi, we did the me who eat, then they tan and Bowadi, then they tan the Bowadi Pibai. Two well. Tibinia Yadi, Zida Mara, Rashira and Nakula and Damialu Sugerau. Damia lo so get a swing, Yendo Picket, Pilado, Nakulon Damia Pitesway. Zida Marodi Ida, we did the na. Zinori Ida, we did the Idi. Zinori Ida, we did the na. Zida Marodi Ida, we did the Idibi Yatakama, whatever, Pawia. Tegalo Nakulon Damia Picket, no Zida Maroga, we did the na. Zinoga, we did the ya. Tamo and Zinoga, we did the na. Zida Maroga, we did the ya, Subiro Allo, Surai de. Poya, Pia di Mobalo, the Lumizia Shia the Jow. Nakulon Damia Peterson, Nakulon, we did the Nale, we did the Ayo, Pinane, Nakulon Elo Pietomala, Lumizia Shia Elura Mobu, Nakulon Damia of Pinamelo. We did not, we did the Aqua, Loga Data, Logama Papida, Tinsabida, Wanabo Ludapim, Logama, Tinsabida, I Tinsabida, Tinsabida, Loga Lubonga. Tida Pia de Jow, Zida Maraha, we did an appeal, Sina, we did the appear. Rava, Kamazara, what on Isaya? We did now, we did the other, Hodia, beat, Loga data, Pawado, data, Bagata, to Rova. Error, the Divini Ponada Bushinamo, Divinia Yadi, only in a Camponado, Yadi, Yendo Pilado, Sia Katama. Yendo Damina, Nabolon Damina, Picare, so yen. The Lulibala, Puvia Siena. Nakulon Damina Pimas in Nakulonha, we did an Alepine, we did the Alepine, so that Sorona Yaula. Hello Yaula, Mopu, Elura Mopu, Nakulon Damina, so we melo, we did now, we did a Picaro, Logama, Pibida, Tensabida, a dime bin, Luga, Loga Lubonga, Divida, Tajan Zida Maroa, we did Nabe, Sinoaro, we did the Ave. Tave, Yaila. Pia. Pia, Lono Bia Mode. Be the Laushi. Did not matter, Sinonia. Gadoa.